ပေါင်းရမဲ့လူနဲ့မပေါင်းရမဲ့လူဒီနှစ်ခုကအရေးမကြီးဘူးလားသိကိုအရေးကြီးတယ်တဲ့ကိုလူဘဝမှာအောင်မြင်တိုးတက်ဖို့အတွက်ဘဝခရီးကိုဖြောင်းဖြောင်းတန်တန်ရှောက်လှမ်းနိုင်ဖို့အတွက်ဆက်ဆံရသိရည်လူဆိုတာ society ထဲမှာနေတဲ့တတ္တဝါမျိုးဖြစ်တဲ့အတွက်ကြောင့်အပေါင်းနဲ့အသင်းနဲ့ဒီလိုနေတာကိုအဲ့လိုနေတဲ့အခါမှာအပေါင်းအသင်းဟာသိအရေးကြီးတယ်အပေါင်းအသင်းကြောင့်လည်းကောင်းသွားနိုင်တယ်အပေါင်းအသင်းကြောင့်လည်းထိခိုက်နိုင်တယ်ပေါ့မကောင်းတဲ့လူနဲ့ပေါင်းသည့်အတွက်ကြောင့်မကောင်းတဲ့ဟုတ်လားအပုပ်နဲ့ထွက်တာပေါ့ကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်ကောင်းတဲ့ကျွဲတာပေါ့မြတ်စွာဘုရားကရှင်းရှင်းလေးဥပမာပေးထားတာနော်ပုတိမစ္ဆံကုသခေနယောနရောဥပနရှတိဆိုလိုတာကပုတ်နေတဲ့ငါသို့မဟုတ်ငပိပေါ့ငပိကိုဖက်ကလေးနဲ့ထုတ်လို့ရှိရင်အဲ့ဒီဖက်ကလေးဟာငပိပုတ်အနတ်မနံဘူးလားမှန်ပါဗျာအေးမကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်အဲ့ဒီလိုကိုယ်လည်းအနံဆိုးထွက်တာပဲလို့ပြောတာနော်ထို့တူပဲကောင်းတဲ့ဆိုပါစို့အဲ့ဒီဖက်ကလေးကိုပဲဖက်ကလေးစပယ်ပန်းလေးထုတ်လိုက်တဲ့ဖက်ကလေးဆိုရင်ဖက်ကလေးကငကောကအနတ်မရှိပေမဲ့လို့စပယ်ပန်းထုတ်ထားတဲ့ဖက်ကလေး